ဖြစ်ပဲပျော်ရွှင်စရာပန်းခေလမ်းမှာဘဝတင်မှာမေးပြောပါစေငါလိုလူအသုံးမှမဝင်နာမေးတွေ့ငါဟာအမုန်းဆုံးရဲ့သူလားဒီဘဝမှာတော့မင်းနဲ့မဖြစ်နိုင်ပဲအတိတ်ဆူတောင်းမှခဲ့လေလေကွာမျောလင့်ထားတဲ့စိတ်ကူးတချို့ဟာလမ်းခရီးတစ်ဝက်မှာအိမ်မက်လို့ဖြစ်လာဖြစ်လွယ်ပြက်လွယ်တဲ့လူဘဝမရှိတော့မှလူကတိတစ္ဆာအမှန်ကိုအမှားထဲအမှားကိုအမှန်မြေလားအကျိုးလို့ညောင်ရည်လောင်းတယ်လို့ဘလို့ရှိမှချစ်အောင်ဆောင်ပြလာမာယာများတဲ့လူလောကမှာအချစ်မှလည်းအတူအယောင်တွေပေါ်လာ